ပြောသည်ဆိုတဲ့ဟာနော်ပြောသည်ဆိုတဲ့ဟာပြောသည်ကိုတရုတ်လိုဘယ်လိုပြောမလဲဆိုဆရာမတရုတ်စကားတင်နေတဲ့တစ်လျှောက်လုံးမှာဆိုရင်အရှိမထားရမယ့်စကားလုံးလေးတွေဘယ်မှာထားရမယ့်စကားလုံးလေးတွေလဲအရှိမထားရမယ့်စကားလုံးလေးတွေကိုဒီလို star လေးပြပေးမယ်။ဘာလေးပြပေးမှာလဲဒီလို star ပုံစံလေးပြပေးမယ်။ရှေ့မှာထားမယ့်ပုံစံလေးတွေကိုဒီလို star လေးပြပေးမယ်။ပြောသည်ဆိုရင်စောစကားဆိုရင်ဟွစကားပြောသည်ဟုတ်ဗမာလိုဆိုရင်စကားပြောသည်ဆိုရင်စကားအရင်လာတယ်ပြောသည်ကနောက်မှလာတယ်ဒါပေမဲ့တရုတ်လိုပြန်ပြောတယ်ဆိုရင်ဒီရဲ့မကြည့်စကားပြောသည်ဆိုဟွဆိုဆိုပြီးဖြစ်မယ်ဟုတ်တယ်နော်ဒါပေမဲ့ဆရာမတို့တရုတ်စကားမှာအများစုနော်စကားလုံးတော်တော်များများတဲ့မလားဘယ်လိုလာလဲဆိုပြောင်းပြန်လာတယ်ဘယ်လိုလာလဲပြောင်းပြန်လာတယ်သူကပြောင်းပြန်လာများတယ်အဲ့တော့ဆရာမတို့ကစကားပြောသည်ဆိုဒီစကားကိုအရင်လာမယ်ပြောသည်ကိုအရင်လာမယ်ဆိုစကားဆိုတဲ့စကားလုံးကအနောက်ကလာမယ်ဟွအဲ့တော့စကားပြောသည်ဆိုတရုတ်လိုပြန်ပြောရင်ပြောသည်စကားဆိုပြီးပြန်ပြောရတယ်စောဟွအဲ့တော့ဆရာမတစ်ဆင့်ချင်းစီပေးထားတယ်ပြောသည်ကိုစောပြောသည်ကိုစောစကားကိုဟွစကားကိုဟွစကားပြောသည်စောဟွစကားပြောသည်စောဟွနောက်တစ်ခါရေးတယ်ရေးတာကိုရှယ်ရေးတာဘယ်လိုပြောမလဲရှယ်စာစလုံးကိုစာစလုံးကိုအောက်မှာအောက်ကမြက်ပါတယ်စာစလုံးကိုစာရေးတယ်ဆိုရင်ရှယ်စာရေးသည်ကိုရှယ်ပြန်ပြောမယ်ရေးသည်ရှယ်စာစလုံးစာရေးသည်ရှယ်ဒါလည်းအတူတူပဲစာရေးသည်ဆိုရင်ပုံမှန်စာအရင်လာမှာပြီးကြမှာရေးသည်ကနောက်ကလာမှာရှယ်ဒါပေမဲ့တရုတ်စကားကြတော့အဲ့လိုပြောလို့ရလားမရဘူး तू ကဘလို့ကြီးလာလဲပြောင်းပြန်ကြီးလာတော့တာပြောင်းပြန်လာတာဒါဆို तू ကရေးသည်ဆိုတဲ့စကားလုံးအရင်လာမယ်ရှယ်စာဆိုတဲ့စကားလုံးကဒါဆိုစာရေးသည်ဆိုရင်ရှယ်အဲ့လိုပုံစံသွားတာအဲ့လိုပုံစံသွားတယ်နော်နောက်တစ်ခါကြည်တယ်ဆိုတဲ့စကားလုံးကြည်သည်ဆိုရင်ခန့်စာအုပ်ဆိုရင်စူးအဲ့တော့စာကြည်သည်ဆိုတဲ့စကားလုံးလည်းအတူတူပဲဆရာမတို့ကစာအရင်လာမလားကြည်သည်ကအရင်လာမလားစာအရင်လာမလားကြည်သည်ကအရင်လာမလားကြည်သည်ကအရင်လာမယ်ပြီးကြမှာစာကိုသွားမယ်เนาะသူကပြောင်းပြန်ရင်ဆရာမတို့ကเนาะကြည်သည်ဆိုတဲ့စကားလုံးကခန့်စာအုပ်ကိုကြတော့စူးဒါဆိုစာကြည်သည်ဆိုရင်ဗမာလိုဆိုရင်စာအရင်လာတယ်ကြည်သည်ကနောက်ကလာတယ်တရုတ်လိုပြန်ပြောတဲ့ခါကျရင်ကြည်သည်ကိုအရင်ပြောမယ်ပြီးမှစာအုပ်ကိုပြန်ကြည့်မယ်ခန့်စူးဒီရခန့်字လို့ပြောလို့မရအောင်เนาะစာကြည်သည်ဆိုခန့်字လို့ပြောလို့မရအောင်เนาะရဲ့တဲ့ရဲ့ဒါရဲ့ဟာရဲ့တုံးပါနော်ရဲတဲ့ဒါဟာဆိုတဲ့စကားလုံးကိုဆရာမတို့ဘယ်လိုပြောမလဲဆိုတော့တဲလို့အတန်ထွက်တယ်ဘယ်လိုအတန်ထွက်မလဲတဲရဲတဲ့ဒါဟာဆိုတဲ့စကားလုံးဘယ်လိုထွက်မလဲတဲလို့အတန်ထွက်မယ်ဘယ်လိုအတန်ထွက်မလဲတဲဒီရဲ့ရဲတဲ့ဒါဟာတဲဆိုတဲ့စကားလုံးလေးကိုအမြဲတမ်းဆရာမတို့က၃လုံးတွဲသုံးမယ်ဘယ်နှလုံးတွဲသုံးမလဲ၃လုံးတွဲသုံးမယ်ဘယ်နှလုံးတွဲသုံးမလဲ၃လုံးတွဲသုံးမယ်ဒါဆိုရင်ဆရာမတို့ကဒီစကားလုံးတွေကိုလည်းသိထားမယ်ဒီစကားလုံးတွေကိုလည်းသိထားမယ်ခုနဆရာမတို့သင်ခဲ့တဲ့ဒီစကားလုံးတွေကိုလည်းအလွတ်ကျက်ထားမယ်အရင်ဆုံးအလွတ်ကျက်ရမယ်ဒီသဲကိုမသုံးခင်မှာအရင်ဆုံးဆရာမတို့ဘာလုပ်ရမလဲဆိုဒီစကားလုံးတွေကိုအလွတ်ရထားမယ်အခုဆရာမတို့ပြောတဲ့ဒီပြောဒီစကားရေးဒီစာကြည်ဒီစာအုပ်ဆိုတဲ့ဟာတွေကိုအလွတ်ရထားမယ်ပြီးမှဒီစလုံးနဲ့လာဆက်လို့ရမှာเนาะအဲ့တော့ရဲ့တဲ့ဒါဟာသူ့ရဲ့တဲဆိုတဲ့အတန်ထွက်လေးကစကားလုံး၄လုံးလောက်ရှိတယ်ဒါလည်း main point ဖြစ်တယ်ဒါကိုလည်းလုံးဝမေ့လို့မရအောင်တဲဆိုတဲ့စကားလုံးကရဲတဲ့ဒါဟာ